ရှလက်ကရေးလေးနည်းနည်းထည့်မယ်နော်အရင်လေးတစ်ဖြိုးအောင်ဖြောလိုက်မယ်နော်ပေါ့ပတ်စုပြီးဆိုရင်ချလိုက်တော့မယ်နော်ရေးစစ်ထားတဲ့ကြက်ချီတောက်လေးတွေကိုနောက်ရေးလေးထည့်ပြီးနေမယ်နော်ဒီမှာနော်သူ့မြေပဲစီလေးနည်းနည်းလေးထည့်မယ်နော် air fry နဲ့ကင်ဖို့လေနော်တော်ပြီကြော်ရင်လည်းရတယ်နော်အန်ဒီကမကြော်တော့ဘူး air fry နဲ့ပဲကင်လိုက်တော့မယ်နော်စားလေးနည်းနည်းထည့်မယ်နော်ဒီအချုံမုတ်လေးနည်းနည်းထည့်မယ်နော်မနော်အရောင်လေးလာပါနော်ချက်ချီတော့လေးထည့်မယ်ဟာတယ်ကိုရမှာအဲ့ဒါ7 minutes အမြင့်ဆုံးပေးလိုက်နော်ချက်ချီတော့ပေါ်မှာဆန်းဖို့ကြားလေးထည့်ဒီအချုံမုတ်လေးထည့်မယ်စားလေးနည်းနည်းထည့်မယ်နော်ငါးရည်လေးနည်းနည်းထည့်မယ်နော်ခရုစီလေးနည်းနည်းထည့်မယ်နော်အနောက်ရည်လေးနည်းနည်းထည့်မယ်နော်စီတိုးလေးနည်းနည်းထည့်မယ်နော်ပီနက်ဘတ်တာပေါ့နော်ပီနက်ဘတ်တာလေးနည်းနည်းထည့်မယ်ပီနက်ဘတ်တာလေးနော်နည်းနည်းထည့်မယ်နော်နည်းနည်းလေးဖြော်လိုက်မယ်နော်ခုကွင်းဝိုင်လေးနည်းနည်းထည့်မယ်မြောက်ကောင်းမုတ်လေးနည်းနည်းထည့်မယ်နော်တရုတ်မဆလာနည်းနည်းထည့်မယ်နော်ဒီမှာ7 minutes တိုင်းမှာပြည့်သွားတော့ဒီမှာနော်ဟောမှာနောက်တစ်ဖက်လှည့်လိုက်မယ်နော်နောက်အောင်ရပေါ်လှည့်အောင်နောက်တဲ့9 minutes လောက်ပဲထားလိုက်မယ်နော်အခုချိန်ကနေလေးပြန်လျှော့လိုက်နော်180လောက်ပဲထားလိုက်အရင်တူအောင်ဆိုနောက်တဲ့2 minutes ပဲရှိရတော်တော်ရဲလာလို့ချလိုက်တော့မယ်နော်ဒါတူအောင်ဆိုလို့နော်ပဲငပိလေးနည်းနည်းထပ်ထည့်မယ်နော်တောင်းလာအကြီးလေးနည်းနည်းလေးတစ်ဆက်လောက်ပဲထည့်မယ်နော်ဟိုတက်ချီတော့အရောင်လေးလှပါအောင်နော်စီလေးနည်းနည်းလေးပဲထည့်ပြီးတော့စီတက်မယ်နော်ဒီမှာနော်သူ့မြေပဲစီနော်စီလေးနည်းနည်းပဲထည့်မယ်နည်းနည်းလေးထည့်တယ်ရင်းရဲ့စက်တော်ဖြူရဲ့စက်တော်ဖြူနှုတ်နှုတ်စင်းတာရဲ့နော်စက်တော်မဲ့ရဲ့အရင်ပိုင်းလေးရဲ့အစောပြောထားတဲ့ sauce လေးထည့်နော်ဒီလေးနည်းနည်းကျင်းလိုက်နော်ကျင်းလို့ထည့်မယ်ဒါကြက်ချီတော့နေထည့်ပြီးတော့အန်ဒီကတော့ pressure cooker နဲ့ပဲပေါင်းလိုက်တော့မယ်နော် pressure cooker အမြန်လို့ပေါ်ရေလေးနည်းနည်းနော်ရေလေးနည်းနည်းလို့ရေလေးနည်းနည်းလေးထည့်ထည့်လိုက်စက်တော့မဲ့အကုန်ထည့်လိုက်air fry နဲ့ကင်ထားတဲ့ကြက်ချီတော့လေးနော်ထည့်လိုက်မယ်နော်အဲ့တော့6နိုင်လောက်ကြာအောင်စိတ်နားလိုက်မယ်နော်ပွားလာအောင်နော်ပြီးတော့မှပေါင်းမယ်နော်ကြိုထားတဲ့ sauce လေးကိုလောင်းထည့်မယ်နော်မျိုးပဲနော်